ကို့အတွက်ကိုဖန်တီးနေတဲ့၍အဲ့ဒီဗီဒီယို view ရမှာလည်းမဟုတ်သလို follower လည်းရမှာမဟုတ်ပါဘူး TikTok မှာဗီဒီယိုဖန်တီးပြီးတော့ view ရချင်တယ်ဆိုရင်ဒီလိုမျိုးလုံးဝမဖန်တီးပါနဲ့အဲ့ဒါကဘာလဲဆိုတော့ကို့အတွက်ကိုဖန်တီးနေတဲ့၍အဲ့ဒီဗီဒီယို view ရမှာလည်းမဟုတ်သလို follower လည်းရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့တချို့သူတွေဗီဒီယိုဖန်တီးတဲ့အခါမှာဘယ်လိုမျိုးဖန်တီးလဲဆိုတော့ effect တွေအရင်ကြီးသုံးတာကိုယ့်ရဲ့ပုံစံမဟုတ်ဘဲနဲ့တခြားသူရဲ့ပုံစံလိုက်လောက်တာဒီလိုမျိုးပေါ့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် TikTok ဆော့တဲ့အခါမှာတချို့ဆိုရင် TikTok ဆော့တဲ့အခါမှာဆိုရင်သူများပုံစံအတိုင်းဟိုလှုပ်လိုက်ဒီလှုပ်လိုက်ဒီလိုမျိုး like လုပ်နေတဲ့၍ကိုယ့်ပုံစံမဟုတ်တဲ့အတွက်အဲ့ဒီဗီဒီယိုက view ရမှာလည်းမဟုတ်ပါဘူးဒါကြောင့်မလို့ TikTok မှာဗီဒီယို view ရချင်တယ်ဆိုရင်ကိုယ့်အတွက်ကိုမဖန်တီးဘဲနဲ့ကိုယ့်ဗီဒီယိုကိုကြည့်လိုက်တဲ့အခါမှာသူတို့ကိုဘာပေးရစေချင်တာလဲဆိုတော့ကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့ကိုယ့်ဗီဒီယိုကိုကြည့်လိုက်တဲ့အခါမှာသူတို့တို့ဟာတာလာပျော်ရွှင်မှုလားစိတ်ခံစားချက်တစ်ခုခုထည့်ပေးမှသာလျှင်သူတို့ကကိုယ့်ရဲ့ဗီဒီယိုကိုကြည့်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ TikTok မှာ view မရဘူးဆိုရင်ကိုယ့်အတွက်ကိုမဖန်တီးဘဲနဲ့ကိုယ့်ဗီဒီယိုကိုကြည့်လိုက်တဲ့အခါမှာသူတို့ကိုယ့်ဗီဒီယိုကိုကြည့်လိုက်တဲ့အခါမှာဘာပေးရစေချင်တာလဲဆိုတဲ့စိတ်ကလေးနဲ့ဗီဒီယိုလေးတွေကိုဖန်တီးပေးမယ်ဆိုရင်တော့ view တွေ follower တွေရလာမှာဖြစ်ပါတယ်ဒီနည်းလမ်းလေးကိုသုံးကြည့်ပါဒီဗီဒီယိုလေးကကြိုးရှိမယ်လို့တော့ထင်ပါတယ်တကယ်လို့ကြိုးရှိတယ်ဆိုရင်လည်းနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်